တာဖြစ်သူပေးတဲ့စိတ်သက်ကွန်အားရီနဲ့တာကီယူပွဲကိုထိုးမယ်လို့ပြောလိုက်တဲ့ Rodan တိုင်း Superstar Fighter Rodan ကတော့ဂျပန် Fighter တာကီယူနဲ့ထိုးသက်ရမယ့် One Championship ပွဲစဉ်172မှာတော့တာဖြစ်သူကပေးတဲ့စိတ်သက်ကွန်အားအပြည့်နဲ့ထိုးသက်သွားဖို့ရှိနေလို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အဲဒီပွဲစဉ်ကတော့လာမယ့်မလ23ရက်နေ့တနင်္ဂနွေနေ့မှာဂျပန်နိုင်ငံဆာတာမာအရီနာမှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ Rodan နဲ့တာကီယူရဲ့ပွဲကတော့ One Championship ပွဲစဉ်172ရဲ့ခေါင်းပွဲလည်းဖြစ်ပါတယ်။အဲဒီပွဲစဉ်က One Championship နာမည်ကျော် Fighter ပေါင်းများစွာနဲ့ဂျပန် Fighter တွေတွေ့ကြတဲ့ပွဲလည်းဖြစ်ပါတယ်။ပွဲကောင်းတွေများစွာပေါင်းနေတဲ့ပွဲဖြစ်တာကြောင့်လည်း One Championship ပရိသတ်တွေကအဓိကဆောင်ကြည့်ရမယ့်ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဒီပွဲမှာတော့ Rodan ကတာကီယူကိုတော့အချီမပြည့်ခင်မှာအမောက်သိပ်ဖို့ပြင်ဆင်ထားလည်းဖြစ်ပါတယ်။ပြီးတဲ့နေ့ကုန်ကားဒီမှာ Rodan ရဲ့ဇနီးဖြစ်သူအီတာကသူတို့မှရင်သွေးလေးပိုင်ဆိုင်ထားပြီးဖြစ်တဲ့အကြောင်းပရိသတ်တွေသိအောင်မျှဝေထားခဲ့ပါသေးတယ်။အဲနောက်ပြီးခဲ့တဲ့ဇန်နဝါရီမှာတော့သူတို့ရင်သွေးလေးကယောက်ျားလေးဖြစ်တဲ့အကြောင်းထပ်မံပြောဆိုခဲ့ပါတယ်။တိုက်ခိုက်ရေးလောကမှာကျင်လည်နေတဲ့ Rodan အတွက်ကတော့သူ့ရဲ့ခြေရာကိုဆက်ခံနိုင်မဲ့တာယောက်ျားလေးတဦးရရှိနေဖို့ရှိနေခြင်းကသူ့အတွက်ကတော့ပျော်ရွှင်ခြင်းနဲ့ဆရာဖြစ်နေပြီးစိတ်ဓာတ်ကွန်အားတွေပြည့်ရနေလို့ဆိုပါတယ်။မကြခင်မှာဖခင်တို့ဖြစ်လာတော့မဲ့ Rodan ကကျွန်တော်သားဖြစ်သူကကျွန်တော်ကိုစိတ်သက်ကွန်အားတွေအများကြီးပေးပါတယ်။ကျွန်တော်သားကြောင့်လည်းတာကီယူနဲ့ပွဲကိုထိုးသက်သွားမှာပါဆိုပြီးပြောဆိုခဲ့ပါတယ်။ Rodan သားဖခင်ကောင်းတူဖြစ်လာဖို့အတွက်ပြင်ဆင်မှုတွေအများကြီးပြုလုပ်ထားသလို One Championship မှာလည်းအကောင်းဆုံးသော Fighter တူဖြစ်လာဖို့နဲ့ကမ္ဘာ့အဆင့်ထိပ်တန်း Fighter တူဖြစ်လာဖို့လည်းကြိုးစားနေတာဖြစ်ပါတယ်။ Rodan ကတော့သူ့အနေနဲ့သားဖြစ်သူကိုစင်ဆက်မပြတ်အားပေးမှုတွေပြုလုပ်သွားဖို့မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့သားဖြစ်သူကိုတက်တောင့်တက်တာရှိစေမှာမဟုတ်ဘဲနဲ့ကိုယုံကြည်မှုရှိဖို့ပြဿနာတွေကိုကင်တွယ်ဖြေရှင်းနိုင်မှုနဲ့အလောက်ကိုင်းသဘောတရားတွေကိုလည်းနားလည်အောင်သင်ကြားပေးသွားမယ်လို့ဆိုပါတယ်။ Rodan ကကျွန်တော်ကတော့ဖခင်ကောင်းတူဖြစ်ချင်ပါတယ်ကျွန်တော်ကဘယ်လောက်ထိကြိုးစားပြီးမှအလိုမျိုးအောင်မြင်မှုတွေရလာလဲဆိုတာကိုတားဖြစ်သူလည်းသိစေချင်ပါတယ်ကျွန်တော်ကသူ့တက်တော့အကောင်းဆုံးဥမာဖြစ်စီရမှာဖြစ်ပါတယ်ဒါပြင်သူ့ကိုလက်ကူတဲ့ဘဝမျိုးတော့ပေးမှာမဟုတ်ပါဘူးကျွန်တော်ကသူ့ကိုငွေကြီးတွေပေးမှာဖြစ်ပေမဲ့ကြော်လေးတော့နေခိုင်းမှာတော့မဟုတ်ပါဘူးသူ့ကိုတိုက်ခိုက်ရေးပညာတွေကိုသင်ကြားစေချင်ပါတယ်အရာအလုံးသူကိုယ်တိုင်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့သူ့ကိုဝေးကနေပဲကူညီအားပေးတော့မှာပါဆိုပြီးပြောဆိုပေးပါတယ်။မိဘတွေဖြစ်လာဖို့ရှိနေတဲ့ Rodan တို့အနေနဲ့ကတော့ဝေးဖွားလာမယ့်သားဖြစ်သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမြဲတမ်းစဉ်းစားနေမိလို့လည်းဆိုကြပါတယ်။ Rodan ကကျွန်တော်ကတော့အရန်ကိုစိတ်လှုပ်ရှားနေမိပါတယ်။ကျွန်တော်သားကကျွန်တော်လို Fighter တို့ဖြစ်လာမှာကိုလည်းစောင့်ကြည့်နေချင်တာပါ။ကျွန်တော်ကိုယ်တိုင်ကလည်းသူ့ကိုသင်ကြားပေးဖို့လည်းစီစဉ်ထားပါတယ်။ကျွန်တော်သိတဲ့အတွေ့အကြုံတွေအားလုံးကိုလည်းသူ့ကိုသင်ကြားပြသပေးသွားမှာပါဆိုပြီးပြောဆိုခဲ့ပါတယ်။ Rodan ကနာမည်ကျော် Thai Fighter တို့ဖြစ်ပေမဲ့ဘောလုံးကစားတာကိုတော့အလုံးမင်းဝါသနာပါသူလည်းဖြစ်ပါတယ်။အားလက်တဲ့ခါတိုင်းမှာလည်းတကယ်ဖြစ်သူတွေနဲ့ဘောလုံးကစားတဲ့သူလည်းဖြစ်ပါတယ်။အခုတော့ Rodan ကသူ့ရဲ့သားဖြစ်သူရဲ့နာမည်ကိုလည်းကမ္ဘာကျော်ဘောလုံးတိုက်စစ်မှုတဦးရဲ့နာမည်ပါအောင်ထည့်သွင်းပြီးတော့မှဲ့သွားမယ်လို့လည်းပြောဆိုထားတာဖြစ်ပါတယ်။ Rodan ကကျွန်တော်ဟာဆိုရင်တိုက်စစ်မှုဇလာတန်အီဘရာဟီမိုဗစ်ကိုလေးစားအားကြတာကြောင့်သားဖြစ်သူရဲ့နာမည်ကိုလည်းနောင်ဇလာတန်ဆိုပြီးအမည်ပေးမှာဖြစ်ပါတယ်။အဲဒါကကျွန်တော်သားဖြစ်သူအတွက်ကျွန်တော်ရွေးပေးထားတဲ့နာမည်လည်းဖြစ်ပါတယ်။ Rodan အနေနဲ့ကတော့သားဖြစ်သူကို Fighter တို့ဖြစ်လာစေဖို့လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ပေးမှာဖြစ်ပေမဲ့ Fighter မလုပ်ချင်ဘူးဆိုရင်လည်းသူနှစ်သက်တဲ့အရာကိုလုပ်ဖို့အားပေးသွားမယ်လို့ဆိုကြပါတယ်။သူအနေနဲ့မွေတိုင်းကိုသင်ကြားချင်တယ်ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်သင်ကြားပေးဖို့တည်ကြပါတယ်။သူအနေနဲ့ကျွန်တော်လိုပဲမွေတိုင်း Fighter ဘွားကိုရွေးချယ်ခဲ့ရင်တော့ဒါပေမဲ့သူ့ရဲ့သဘောပါပဲ။သူ့ကိုပျော်ရွှင်စေတဲ့ဘယ်အရာကိုမဆိုလုပ်ခိုင်းမှာပါဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ Rodan ကမကြာခင်မှာထိုးသက်ရမယ့်တာကီယူနဲ့ပတ်သက်ပြီးတော့လည်းသူ့ရဲ့အမြင်ကိုထုတ်ဖော်ပြောဆိုပေးသွားခဲ့ပါသေးတယ်။ Rodan ကတာကီယူနဲ့ပတ်သက်ပြီးတော့ဘလို့ယာရီကအန်ရအပေးဆုံးလဲဆိုတာကခံမှန်းမလဲကူပါဘူး။ဆာမူရိုင်းရဲ့အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်မျိုးလည်းသူ့မှာရှိပါတယ်။သူကတကယ်ကိုတိုက်ခိုက်ထိုးသက်ဖို့တဲ့မွေးဖွားလာခဲ့တဲ့သူပါ။သူ့ရဲ့ခံစစ်ပန်းအားနေတဲ့ဆိုတာကိုတော့လူတိုင်းကသိပါတယ်။ဒါပေမဲ့သူကအခမ်းအနားကြီးအားကောင်းပါတယ်။ထိုးသက်တဲ့အခါမှာခံစစ်ပန်းကိုလိလိရှူထားတာပါ။ဒါကိုလည်းစူပါလက်နဲ့တန့်စင်တို့ရဲ့ပွဲတွေမှာတွေ့မြင်နိုင်ပါတယ်။သူOne Championshipကိုလာတာကကျွန်တော်နဲ့ထိုးသက်ချင်လို့လာတာလို့ပြောထားပါတယ်။ကျွန်တော်လည်းသူ့ရဲ့ဆန္ဒကိုပျော်ရွှင်စွာနဲ့လက်ခံပါတယ်။ဒီပွဲကတော်လေးကိုအကျိတ်နဲ့ရှိမဲ့ပွဲဖြစ်ပါတယ်။လူတိုင်းလည်းပျော်ရွှင်ခြင်းနဲ့ကြားလိမ့်မယ်ဆိုတာလည်းသိကြပါတယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။